အလိုမတူသောညာများနဲ့တွေ့ဆုံခြင်းအဲ့ဒီလာရောင်ပေါ့ငါကဘာကောင်မှမသိအောင်ဖန်ဆားတာအဲ့ဒီလေးပြေပေါ့ငါအထွေးတွေကိုရေးပြောစေတာအဲ့ဒီအမှောင်ရိပ်တွေပေါ့ငါ့ကိုအိမ်မက်ဆိုးတွေနဲ့မိတ်ဆက်ပေးတာခွေးဟောင်တန်တွေနားထောင်ရင်မုတ်သိမ့်မှုတွေနဲ့အစာပြေခဲ့ရပြန်ပြီဒုက္ခလှလှကိုနမ်းရှိုက်မိုင်မဲလှကြည့်လာကွာကိုနားချရတာလက်ဝင်လှကြည့်ရဲ့ဒီအသက်အရွယ်ထိခံစားမှုတွေနဲ့သာနေထိုင်ခဲ့ညံများမှုတွေနဲ့မနေတတ်ခဲ့အဲ့ဒီလိုနေထိုင်နည်းဟာမှားယွင်းခဲ့ပြီဆိုရင်တချို့ငွေတွေရလို့တချို့မိန်းမတွေရလို့တချို့အောင်မြင်မှုတွေရလို့ဘာမှမရသေးတာကငါပါဟောဒီလောကကြီးကိုဝေစုခွဲရင်အကျွင်းချံကြေကွဲမှုလေးတောင်မှငါရနိုင်မှာမလားဘဝမှာမာနဝင်စားတဲ့ညတွေရှောင်လို့မလွတ်တဲ့ညတွေစိတ်မပြတ်ပါဘူးအေးရေးပြက်ခံရုံပေါ့ဒါမှမနှက်ဖြန်ကိုသူများထက်အရင်မြင်နိုင်မယ်မနှက်ချရင်လာရောက်ရင်မင်းကိုသတင်းစာတစ်စောင်ပေးဖတ်မယ်လေပြေရင်မင်းကိုလက်ဖက်ရည်တစ်ခွက်ဝယ်တိုက်မယ်ပြီးတော့မှအမှောင်ရိပ်တွေရဲ့လိပ်စာပြောက်ဆုံးမှုကိုပြောပြမယ်လှပန်း